ပြောသွားမယ်ခေါင်းစဉ်ကတော့အနာငိမ့်စေသောလက်များနော်ကျွန်တော်တို့ခုခေတ်ချင်ပါဆိုလို့ရှိရင်နော်ဒီလက်တစ်စုံကအနာကိုငိမ့်စေတယ်ဆိုလို့ရှိရင်လူတိုင်းလူချင်းကြပါနော်မဆိုလို့ရှိရင်ဒီကချင်းချက်ကိုဖုတ်ပြချင်တယ်ဒီမှာတွေ့နိုင်မလဲဆိုလို့ရှိရင်ဂလာတီအော်ရဆာခိုင်းငါငယ်73ဂလာတီအော်ရဆာခိုင်းငါငယ်73မှာဘလို့ဖုတ်ပြထားဆိုတော့ညီကိုတို့တင်တို့ဒီလူချင်းအခွင့်ကိုရတော့သူဖြစ်ကြ၏သို့တော်လဲဇာတိပဂတိအားအခွင့်ကိုပေး၍ထိုလူချင်းကိုမသုံးကြနဲ့အချင်းချင်းချီအမှုချင်းကိုဆောင်ရွက်ကြတော့အဲ့ဒါဆိုလို့ရှိရင်ဒီကျန်ချက်ရဲ့နာတဲ့ဘက်လေးကတော့ကျွန်မတို့ကလူချင်းကိုရတဲ့သူတွေနော်ဘုရားသခင်ရဲ့ခွင့်လွှတ်ခြင်းကိုရတဲ့သူတွေဖြစ်တယ်နော်ဒါကြောင့်မလို့နော်ဘုရားကတော့ဘာပဲလုပ်လို့ခွင့်လွှတ်မှာပဲနော်ဆိုပြီးတော့နော်ဒီအရာဒီရတဲ့အခွင့်အရေးပေါ့နော်ကျွန်မတို့အလွယ်သုံးစားမလုပ်ပဲနဲ့နော်အချင်းချင်းချီပြီးတော့နော်တရားရဲ့အားနည်းချက်ကိုနော်အားတာတဲ့လူကကူညီဖို့ရန်အတွက်ဖျားခင်ရလို့ရှိတယ်နော်ဒီမှာဆိုလို့ရှိရင်သခင်ခရစ်တော်ကဘလို့ပြောထားဆိုတော့တဲ့နော်ကဲဒီချင်းဒီဖျားကိုကျွန်တော်တို့ရှာတွေ့ချင်းပြီးမရဘူးတဲ့နော်။ဒါဆိုလို့ရှိရင်တစ်ခါတည်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ကနော်ပျောက်ဆုံးသွားတယ်ပေါ့နော်။ပျောက်ဆုံးသွားတဲ့ခါတည်းဖျားကိုမသိဘူး။နောက်တစ်ခါကျဆိုဖျားကိုလက်ခံခြင်းနဲ့ဒါမဲ့ဖျားကိုလိုက်ရှာတယ်။နော်။တစ်ချိန်တော့ကသိုးကန်းခဲ့တယ်ဒါမဲ့နော်ဖျားကိုပြန်ရှာတွေ့တဲ့အတွက်ကြောင့်နော်ကဲဒီချင်းရတယ်ဆိုတာမဟုတ်ဘဲနဲ့ကျွန်တော်တို့ဖျားကိုမရှာတဲ့ကဖျားကကျွန်တော်တို့ကိုရှာတွေ့ပြီးသားဆိုတာကိုနော်ဒါကြောင့်မလို့ကျွန်တော်တို့ကဲဒီချင်းရတယ်ဆိုတာကိုကျွန်တော်တို့သိရှိဖို့ရအတွက်လိုအပ်တယ်တဲ့နော်။ဒါကြောင့်မလို့ကိုယ့်ရဲ့နော်အကျင့်ကိုယ့်ရဲ့ညံနဲ့ဘုရားခင်ကိုရှာတွေ့တယ်ဘုရားခင်ရဲ့ကယ်တင်ခြင်းကိုရတယ်ဆိုတာနော်တယောက်မှမရှိကြဘူးတဲ့နော်ဒါကြောင့်မလို့ရှင်ဟောမှာအော်ရစာခိုင်း3ငယ်17စနစ်မှဘလို့ပြတာဆိုတော့နားလည်တော့သူတယောက်မှမရှိတဲ့နော်ဘုရားခင်ကိုရှာတော့သူလည်းမရှိဘူးနော်လူအပေါင်းတို့သည်လမ်းလွဲကြပြီတဲ့တင်ကြီးတညွတ်ဒီအသုံးမရတော့သူရှိကြပြီကောင်းသောအကျင့်ကိုကျင့်တော့သူမရှိတရားမှမရှိဘူးနော်တော့ကမှဆိုလို့ရှိရင်လူတွေအများကြီးရှိပြီမဲ့လည်းနော်နားလည်တဲ့သူလည်းမရှိဘူးဖျားကိုရှာတဲ့သူမရှိဘူးနော်လူတွေအားလုံးဟာဆိုလို့ရှိရင်လမ်းလွဲကြတယ်တဲ့နော်ဆိုတာကိုကျမတို့တွေ့ရပါနော်မဆိုလို့ရှိရင်သခင်ခရစ်တော်၏တယောက်ပြသူတင်ချက်များဆာမျက်နှာ180ခွန်ဒီမှာပိုက်မှာဆိုလို့ဘလို့ပေါ်ပြထားလိုက်ဆိုတော့နော်လူတို့ဒီတဲ့ကိုရောဤမိတာကိုညင်းပန်ကောင်းညင်းပန်ကြတယ်ဒီတဲ့ကျမတို့လူသားဖြစ်တဲ့နော်ခါလေးမှာဆိုလို့ရှိရင်နော်ဘုရားသခင်ရဲ့မြတ်တာကိုညင်းပယ်ပြီးတဲ့အချိန်တွေရှိမယ်တခါတည်းမှာဆိုလို့ရှိရင်နော်ဘုရားနဲ့အဝေးစီမှာနော်ဝေးပြီးတော့ပျောက်ဆုံးလေလွင့်နေတဲ့အချိန်တွေရှိမယ်တခါတည်းမှာဆိုလို့ရှိရင်ကျမတို့ကဘုရားကိုထားခဲ့ပြီးတော့တခြားဘုရားတစ်ခုကိုကျမတို့ရွေးချယ်ကောင်းရွေးချယ်ကြလိမ့်မယ်တဲ့ဒါပေမဲ့နော်နှုတ်တော်အားလုံးဟာဆိုလို့ရှိရင်ဘုရားသခင်ပိုင်တာကိုပြန်လည်တတိယအောင်မြင်ဖို့ရတဲ့ဖြစ်တယ်တဲ့နော်ဘုရားသခင်အားဆိုလို့ရှိရင်တဲ့နော်အပေခံလူသားဟိုတော်မှချစ်တယ်တဲ့ဒါကြောင့်မလို့ကျမတို့နော်ဒီလိုမျိုးချစ်ွက်ကောင်းတဲ့တွေ့ရသားသမီးတွေကိုသူမချစ်ဘဲနဲ့သူမနေနိုင်ဘူးဆိုတာကိုကျမတို့တွေ့ရတယ်နော်ယဉ်ကျေးလာခန်း34ငယ်7မှာဆိုလို့ရှိရင်ပွဲပြားလေးရှိသောမိသိုးတို့တွင်သိုးထင်းရောက်သောအခါကြိုးစား၍ရှာတဲ့ကဲ့သို့ငါသည်လည်းငါသိုးတို့ကိုကြိုးစား၍ရှာမည်တဲ့နော်ကျမတို့သိုးထင်းကျမတို့နေရာမှာသိုးမရှိပေမဲ့လည်းနော်သိုးထင်းအကြောင်းကိုကျမတို့တမန်ကျန်တာထပ်မလစ်လာတဲ့ခါမှာဆိုလို့ရှိရင်နော်ဒီသိုးထင်းရဆိုလို့ရှိရင်သူ့သိုးအကောင်ဘယ်လောက်ရှိလဲနော်သူ့ရဲ့သိုးတွေကနော်ဘယ်လိုမျိုးနာမည်ရှိလဲဘယ်အချိန်မှာသူရေတိုက်ရမလဲဘယ်အချိန်မှာသူရေနော်ရေကနေနော်တိုက်ပြီးလို့ရှိရင်ဘယ်နေရာမှာပို့ရမလဲဆိုတာသူအများနဲ့ပြင်ဆင်ပြီးတော့လှုပ်ဆောင်ကြရတယ်နော်ဒါကြောင့်မလို့သိုးတဲ့ရဆိုလို့ရှိရင်နော်ကွဲပြားနေတဲ့သူ့ရဲ့သိုးတွေကိုနော်သူရောက်တဲ့အခါမှာနော်တကောင်မကြံအောင်နော်သူလိုက်ရှာတကယ်သို့တဲ့သခင်ခရစ်တော်ကလည်းနော်သူ့ရဲ့သိုးတွေကိုလိုက်ရှာမယ်တဲ့နော်မိုးအုပ်တဲ့နေ့နော်ကျမတို့နော်ခီးသွားတစ်ခုသွားနေတဲ့မိုးတွေကခြေလာပြီးအုပ်လာပြီးလျှက်စီးတွေလက်လာပြီးဆိုနေကျမတို့စိတ်ထဲမှာဖြစ်လက်နော်စိုးရင်တဲ့စိတ်တွေရှိတတ်တယ်လို့ကြောက်တတ်တဲ့စိတ်တွေရှိတယ်ပေါ့နော်ဒါကြောင့်လည်းကျမတို့လူသားတွေကမှဒီလိုမျိုးစိတ်ဓာတ်ရှိရဆိုလို့ရှိရင်သိုးတွေဆိုလို့ရှိရင်နော်ပို့ပြီးတော့ဆိုးမယ်တို့တွေဆိုလို့ရှိရင်ကြောက်လက်ပြီးတော့ကိုနေရာမှာနော်ရောက်မယ်ဒီနေရာမှာလည်းပြေးနိုင်တယ်ပေါ့နော်ဒါပေမဲ့ဒီမိုးအုပ်ပြီးတော့မှိုက်တဲ့နေ့မှာလည်းနော်ကွဲပြားနေတဲ့သိုးတွေကိုသခင်ခရစ်တော်ဆိုလို့ရှိရင်နော်ကွဲပြားနေတဲ့နေရာတိုင်းကိုသူလိုက်ပြီးတော့နှုတ်ဆောင်မယ်ဆိုတော့ကိုယေရှုကြီးလားနဂတ်ကျမ်းမှာကျမတို့တွေ့ရှိရတော့နော်ပစုံတူကိုတွေ့ရှိတော့အခါတဲ့ပြန်လဲကောင်းအောင်စတင်လှုပ်ဆောင်ပေးနိုင်တော့လေခရစ်တော်တန်တို့ပို့ဆောင်ပေးမှသာဆောင်မှုပြည့်စုံပြီတဲ့နော်ကျမတို့နော်လူတယောက်ကိုနော်တွေ့ရှိတဲ့အခါမှာတဲ့နော်သူ့အတွက်လိုအပ်တဲ့အရာတွေနော်စားရေးတောက်ရေးတွေနော်အရာအလုံးကျမတို့ပြင်ဆင်လှုပ်ဆောင်ပေးရမယ်လေနော်အဓိကကတော့သခင်ခရစ်တော်နဲ့ညီးစားအောင်သခင်ခရစ်တော်ထံရောက်အောင်ကျမတို့ပို့ဆောင်ပေးမှသာလေနော်အတွေ့အသက်တာဆိုရင်ပြည့်စုံမှာကိုကျမတို့ရောက်တိုင်းစီတတိယဖို့ရတဲ့လိုအပ်တယ်တဲ့နော်အခါတည်းမှာဆိုလို့ရှိရင်တဲ့နော်ကျမတို့ရဲ့အသက်တာကနော်ဖျားက
နော်မာလကိအခန်းကြီး3မှာဆိုလို့ရှိရင်မူကောင်းရဲ့ပဒင်းပေါက်ကိုဖွင့်ပြီးတော့သူကကောင်းကြီးမင်္ဂလာတွေအကုန်စင်သွန်းတော့မှာနော်ဒါကြောင့်မလို့စီးဆင်းလာမဲ့ကောင်းကြီးမင်္ဂလာတွေကိုမစီးတားပါနဲ့တဲ့နော်ကာလီမှာဆိုလို့ရှိရင်မိုးရွာတော့မယ်ဆိုလို့ရှိရင်နော်ကျမတို့ကနော်ကျမတို့ခံမဲ့ဖက်တွေကိုတတ်ရကောင်းလေးဆေးကြောပြီးတော့ကျမတို့ရေခံလိုက်တယ်နော်ဘယ်သူမှညစ်ပတ်တဲ့ဘွဲတွေပေးနေကြီးအိုးတွေနဲ့ကျမတို့ဘယ်သူမှရေမခံပါဘူးနော်အဲကြောင့်မလို့ကျမတို့စီးဆင်းလာမဲ့ကောင်းကြီးမင်္ဂလာတွေကိုမတားဆီးဖို့ရန်အတွက်အထူးသတိပြုဖို့လိုအပ်တယ်ပြီးလို့ရှိရင်ဘုရားသခင်ရဲ့နော်ဒီကောင်းကြီးမင်္ဂလာအဖြစ်ဘုရားသခင်ရဲ့ကျေးဇူးတော်လမ်းကြောင်းဖြစ်စေဖို့ရန်အတွက်လည်းလိုအပ်တယ်တဲ့နော်မသက်ခန်း9ငယ်16မှာဆိုလို့ရှိရင်ထိုနည်းတူသူဘာလို့ဒီတင်တို့ရဲ့ကောင်းသောအကျင့်ကိုမြင်၍ကောင်းကင်ဘုံနဲ့ရှိတော်မူသောတင်တို့ဘာ၏ဘုံတော်ကိုချီးမွမ်းစေခြင်းကသူတို့ဘာရှိနိုင်တင်တို့ရဲ့လင်းကိုလင်းစေကြတော့တဲ့နော်ကျမတို့ကိုယ်တိုင်နော်ဘုရားသခင်ရဲ့မြတ်တော်ကိုရရှိတယ်ဘုရားရဲ့ကောင်းကြီးမင်္ဂလာကိုရရှိတယ်နော်ဒီအရာတွေကိုကျမတို့တယောက်တည်းနော်ကျမတို့မိသားစုတွေပဲခံစားဖို့မဟုတ်ဘဲနဲ့တခြားလူတွေကိုဝင်ငှမယ်ကျမတို့ရရှိတဲ့အမြင်တရားကိုနော်သူတို့ဘာတွေမြင်တဲ့အခါမှာအော်ဒီလိုဆိုလို့ရှိရင်ဘုရားတရားရှိတဲ့အတွက်ကြောင့်သူ့ရဲ့တက်တာကကောင်းကြီးပေးခံရတာကိုသူများတွေကြည့်လိုက်တာနဲ့သူကခရိယန်ပါလားဆိုတာနော်ကျမတို့ကိုမေးစရာမလိုပဲနဲ့ကြည့်လိုက်တာနဲ့သိရှိတဲ့အသက်တာဇာရိတနဲ့အသက်ရှင်ထိုင်ဖို့ရန်အတွက်ဒီဖြစ်တော်ဆိုလို့ရှိရင်အလိုရှိတဲ့အတွက်ကြောင့်ရှင်မသက်ခရစ်ခန်း9ငယ်တစ်ကြောင့်မှာပေါ်ပြထားတာကိုတွေ့ရတယ်ပေါ့နော်ခြားရလွေတက်တော့စဉ်ဇာမနာ141မှာဘလို့ပြောတာဆိုတော့တခင်ခရစ်တော်ရဲ့နူးညံ့သောသင်ပြည်လက္ခဏာဖြင့်သူ၏တက်တာတွင်တသမတည်းရှိခြင်းသည်ဤလောက၌ရှိတဲ့သူ၏တဘိုးတော်ပင်ဖြစ်သည်နော်တခင်ခရစ်တော်နော်သူရဲ့နော်တက်တာနော်သူမွေးဖွားခြင်းကနေသူတည်ဆုံးတဲ့အထိနော်မဆိုတမန်ကျမ်းထမှာပေါ်ပြမှာတန်းတင်လက်ကမှာနော်ကျမ်းတန်းတဲ့စကားတွေပြောတဲ့အချိန်တွေနော်သူများတွေကိုစူပူပြောတဲ့အချိန်တခါမှမရှိဘူးသူရဲ့နူးညံ့သိမ်မွေ့နော်သူရဲ့အသွင်ပြလက္ခဏာဆိုလို့ရှိရင်နော်သူရဲ့နေထိုင်တဲ့အသက်တာနော်သူတရားဟောတဲ့အခါမှာကလေးငယ်တွေသူခေါ်တယ်နော်အကောင်းမို့သူပေါင်းမထိုင်စေတယ်သူကောင်းချီးပေးတယ်ဒါပေမဲ့တခြားနေရာရောက်တဲ့အခါမှာအခြားလူတွေကိုပြောဆိုနော်ဒါမှမရှိဘဲနဲ့သူ့ရဲ့နော်သူ့ရဲ့သွင်ပြလက္ခဏာအတိုင်းပဲသူ့ရဲ့အသက်တာနဲ့တသမတည်းရှိတာကိုတဲ့နော်ဒါဆိုလို့ရှိရင်သူလောကမှာရှိတဲ့သူ့ရဲ့တကူတော်ဖြစ်တာကိုကျမတို့သိရှိဖို့ရနေလိုအပ်တယ်တဲ့နော်ဒါဆိုလို့ရှိရင်ကျမတို့လူသားတွေတရားနဲ့တရားနော်ချစ်ကြတယ်ကြိုက်ကြတယ်နော်ဒါပေမဲ့အကြောင်းအရာတစ်ခုခုကြောင့်နော်ဒီချစ်ချင်းမေတ္တာတွေပြောင်းလဲနိုင်ကောင်းပြောင်းလဲနိုင်တယ်နော်ဒါပေမဲ့သခင်ခရစ်တော်ရဲ့ချစ်ချင်းမေတ္တာကတော့ဘယ်တော့မှမပြောင်းလဲနိုင်ဘူးဆိုတာကိုဖော်ပြထားတာတွေ့ရတယ်ပေါ့နော်ခေရှားခန်း54ငယ်10မှာဆိုလို့ရှိရင်တောင်ကြီးတို့သည်ရွေ့ရွေ့တောင်ငယ်တို့သည်လှုပ်ရှားတော်လဲငါ၏မေတ္တာသည်တင်လည်းမရွေ့ရငါ၏ညီသက်ချင်းပရိညီလည်းမလှုပ်ရှားရဟု၍တင်၌တနာချင်းကုနာဆက်ရှိတော်မူသောထာဝရဘုရားမိတ်တော်သည်တဲ့နော်ဒါတခင်ရဆိုလို့ရှိရင်သူ့ရဲ့နှလုံးသားထဲမှာဘာရှိလဲဆိုတော့တနာချင်းကုနာစိတ်ရှိတယ်နော်တောင်ကြီးတွေရွေ့ပဲရွေ့တောင်ငယ်တွေဘယ်လိုပဲလှုပ်ရှားသူ့ရဲ့ချစ်ချင်းမေတ္တာဆိုလို့ရှိရင်ကျမတို့လူသားတွေအပေါ်မှာဘယ်တော့မှမရွေ့ဘူးဆိုတာကိုဣရှာနာဂတိကျမ်း54ငယ်10မှာဆိုလို့ရှိရင်ဖော်ပြထားရပါတော့နော်ဒါကြောင့်မလို့သခင်ဖြစ်တော်ဆိုလို့ရှိရင်ကျမတို့ကိုချစ်တယ်နော်ကျမတို့အတွေ့အကြုံဆိုပါဆိုလို့ရှိရင်အသက်တောင်စွန့်ခဲ့ရတယ်ပေါ့နော်ဒါကြောင့်မို့သခင်ဖြစ်တော်ဇီကရရှိတဲ့ကျမတို့ရဲ့ကျင့်တော်မှုတွေချစ်ချင်းတွေကိုနော်သူတစ်ပါးပြန်လဲနော်ပေါ်ပြနိုင်ဖို့ရန်အတွက်လိုအပ်တယ်နော်ကျမတို့ကဆိုလို့ရှိရင်သခင်ခရစ်တော်ရဲ့ဒီချစ်ချင်းမေတ္တာကျင့်တော်မှုကိုပေါ်ပြဖို့ရန်အတွက်ဘယ်လောက်ပင်အပြုံးနည်းနည်းလေးပဲဖြစ်ဖြစ်နော်တန်ဖိုးမရှိတဲ့အရာလေးတစ်ခုပဲဖြစ်ဖြစ်နော်ဘယ်လောက်ပဲနေပါပါစေတဲ့နော်သခင်ခရစ်တော်ရဲ့နှလုံးသားကိုထင်ဟစေတယ်ပေါ့နော်ကျမတို့နော်ပေးလိုက်တဲ့အပြုံးလေးတစ်ခုနော်ပြောလိုက်တဲ့နူးညံ့တဲ့အားပေးစကားလေးတစ်ခုနော်ပေးလိုက်တဲ့အမုတ်လေးတစ်ထုပ်အားဖြစ်ပေါ့နော်အော်သူကဆိုလို့ရှိရင်ခရိယန်တယောက်ပါလားနော်သူ့မှာရှိတဲ့ဟာလေးနဲ့နော်သခင်ခရစ်တော်လိုပဲစွန့်ကြဲပါလားဆိုတော့ကိုကျမတို့ရဲ့အသက်တာအပြည့်သခင်ခရစ်တော်နှလုံးသားကိုထင်ဟစေတယ်တဲ့နော်ကျမတို့နော်ဆူတောင်းတဲ့အခါမှာဆိုလို့ရှိရင်တဲ့နော်ဒီမှာပေါ်ပြထားတာတော့ကျမတို့လက်9ချောင်းရှိတယ်ပေါ့နော်ကျမတို့ဒီလိုမျိုးလက်အုပ်ချလိုက်တဲ့အခါမှာလက်မှတ်ဒီကျမတို့ရဲ့အနည်းဆုံးနေရာဖြစ်တဲ့အတွက်ကြောင့်တခါလေးမှာဆိုကျမတို့ဆူတောင်းတဲ့အခါမှာမိလတက်ပါနော်အော်ဆူတောင်းပြီးမှအော်သူ့အတွက်ဆူတောင်းမှုကြံခဲ့တဲ့သူ့အတွက်ကြံခဲ့ဆိုပြီးတော့မိလတက်ပါနော်ဒါကြောင့်မလို့ကျမတို့မမိနိုင်ဘူးနော်ကျမတို့ဒီလက်9ချောင်းနဲ့ကျမတို့ဆူတောင်းဖို့ရန်အတွက်လိုအပ်တယ်နော်ပထမဆုံးအနေနဲ့ကျမတို့လက်မှတ်ဒီကျမတို့နဲ့အရင်အနည်းဆုံးနေရာဖြစ်တဲ့အတွက်ကြောင့်လက်မှတ်ကဘယ်သူအတွက်ဆူတောင်းမလဲဆိုတော့ကျမတို့နဲ့အရင်အနည်းဆုံးလူကျမတို့ရဲ့အိမ်တော်မိသားစုသားသမီးတွေညီကိုမောင်နှမတွေနောက်နှစ်ဖက်သမီးပါစသဖြင့်ပါနော်မချစ်တဲ့သူတွေကျမတို့ပထမဆုံးအနေနဲ့ဒီလက်မှတ်လေးကနေအတိမတ်ပြုပြီးတော့အမှတ်လေးပြုပြီးတော့ကျမတို့ဆူတောင်းဖို့ရန်အတွက်လိုအပ်တယ်နော်လက်မှတ်ပြီးတော့နှစ်ညိုးပေါ့နော်လက်ညိုးဆိုတာကတော့ညူကြတာနော်ညူကြဆိုတော့သူတို့ဘာကိုဆုံးမတူတင်တဲ့လူတွေကုသပေးတဲ့လူတွေနော်ဘာသာရေးခေါင်းဆောင်အသိတော်ခေါင်းဆောင်တွေပေါ့နော်ဒီလိုအတွက်ကျမတို့ဆူတောင်းဖို့ရန်လိုအပ်တယ်နော်ဒါလွယ်လွယ်လေးပေါ့နော်လက်မှတ်ကနော်ကိုယ့်ရဲ့နော်ချစ်ခင်တဲ့သူတွေအတွက်ဆူတောင်းမယ်
နံပါတ်လက်ညိုးကတော့နော်တုံတင်တဲ့လူတွေနော်ချွတ်တဲ့ပြင်တင်ကြရဲမှာလွတ်ဆောင်တဲ့နော်ဆရာဆရာမတွေအတွက်ကျမတို့ဆူတောင်းပေးမယ်ပြီးလို့ရှိရင်ကုသပေးတဲ့လူတွေနော်ကုသပေးတဲ့လူတွေမရှိဘူးဆိုလို့ရှိရင်ကျမတို့ယောဂဖြစ်ကုမဲ့လူရှိပါနော်ဒါကြောင့်မလို့ကုသပေးတဲ့လူတွေကျမတို့ဆူတောင်းမယ်ပြီးလို့ရှိရင်အသိတော်မှာခေါင်းဆောင်တွေတပါးသားရေးခေါင်းဆောင်တွေအတွက်နော်ဒါကိုကျမတို့ဆူတောင်းမယ်တရားကတော့လက်ခလက်ကတော့လက်သူပါပြထားဆိုတော့အပြောင်းလဲရှိသူတွေတက်ဆူတောင်းပါတဲ့နော်အပြောင်းလဲရှိသူတွေကဘယ်သူတွေလဲဆိုတော့သူတစ်ဖြင့်နိုင်ငံတော်တမတတွေသူတို့ကငါးနေ့တစ်ခါပါပြီပေါ့နော်အဲ့ဒီမျိုးပြောင်းလဲတက်တယ်ပေါ့နော်ဒီတမတတွေပြီးလို့ရှိရင်စီးပွားရေးနဲ့စက်မှုလုပ်ငန်းကောင်းဆောင်တွေသူတို့တွေကနော်စီးပွားရေးမှာအပြောင်းလဲတွေရှိတယ်ပေါ့နော်ဒါကြောင့်မလို့နော်သူတို့အတွက်ဆူတောင်းပေးဖို့ရတဲ့ကျွန်တော်တို့လက်ခလက်နဲ့အမှတ်သားလေးပေးဖို့ရတဲ့လိုအပ်တယ်ပေါ့နော်လက်ခလက်ပြီးလို့ရှိရင်လက်တကြွယ်နော်လက်တကြွယ်ကတော့လက်ခလက်ထက်နည်းနည်းလေးတိုးသွားပြီဆိုတော့ဒါကတော့အားနေတဲ့လူတွေအတွက်ကျွန်တော်တို့ဆူတောင်းမယ်အားနေတဲ့လူဖြင့်မှတ်ထားပေးမယ်ပေါ့နော်သူကတော့အားနေတဲ့သူတွေဒုက္ခရောက်တဲ့သူတွေလောနာကျင်မှုတွေနဲ့ခံစားသူတွေအတွက်ကျွန်တော်တို့ဆူတောင်းပေးဖို့ရတဲ့ဒီလက်လေးကတော့အဲ့ဒီလူတွေကိုပုံဖော်ထားခြင်းဖြစ်တယ်ပေါ့နော်ကျွန်တော်တို့လက်တကြွယ်ပြီးတော့လက်သန်းနော်လက်သန်းကတော့သူကဘာကိုအမှတ်ထားစီလဲဆိုတော့ကျွန်တော်တို့ဒီဖျားသခင်နဲ့အတူရှိသည့်ပြင်အခြားသူနဲ့လည်းပေါင်းပြီးဆက်ဆံမှုရှိရမယ်တဲ့နော်အဲ့ဒါကတော့ကျမတို့ကဆိုလို့ရှိရင်ဖျားသခင်နဲ့အတူရှိတယ်နော်ဖျားသခင်ဖြစ်တဲ့အတွက်ကြောင့်ဖျားနဲ့အတူရှိတယ်အဲ့ဒီအပြင်အခြားသူနဲ့လည်းကျမတို့ပေါင်းပြီးဆက်ဆံရမယ်ပြီးလို့ရှိရင်နော်ခုနကကျမတို့ချစ်တဲ့သူတွေဆူတောင်းမယ်အသင်းတော်ဆရာဆရာမတွေပြီးလို့ရှိရင်ဆရာဝန်တွေကျမတို့ဆူတောင်းမယ်ပြီးလို့ရှိရင်နိုင်ငံရေးခေါင်းဆောင်တွေစက်မှုလုပ်ငန်းမဆိုစီဝိုင်းသမားတွေကျမတို့ဆူတောင်းမယ်ပြီးလို့ရှိရင်အားနဲ့သူတွေဆူတောင်းမယ်ပြီးလို့ရှိရင်အခြားသူများနဲ့လည်းအခြားသူတွေကျမတို့အမျိုးတွေတော့မဟုတ်ဘူးခင်နာတွေနီးပတ်ဝန်းကျင်မှာရှိတဲ့လူတွေပေါ့နော်အဲ့ဒီလူတွေအတွက်လည်းကျမတို့ဆူတောင်းမယ်သူတို့နဲ့လည်းပေါင်းသင်းဆက်ဆံမှုရှိရမယ်ဆိုတာကိုကျမတို့မှတ်ထားဖို့လိုအပ်တယ်ပေါ့နော်ဒီလက်၅ချောင်းနဲ့ပေါ့နော်ကျမတို့ဆူတောင်းတဲ့အခါမှာဒါကိုအမှတ်လေးပြီးတော့ဆူတောင်းပေးဖို့အတွက်လိုအပ်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ပင်ပန်းလွမ်းနေတဲ့သူများနော်လောကမှာဆိုလို့ရှိရင်လူပင်ပန်းတာတဲ့စိတ်ပင်ပန်းတာကပို့ပြီးတော့နော်လူကိုအကြီးတန်းစီတဲ့ရုပ်ဆိုးတယ်ပေါ့နော်အဲကြောင့်မလို့စိတ်ထောင်းကိုကြည့်တယ်ပေါ့နော်လူတယောက်ကဘယ်လောက်ပဲစီးပွားရေးအောင်မြင်ဘယ်လောက်ပဲကောက်ဖို့စားနိုင်တော့တယ်သူစိတ်ဆင်းရဲပြီဆိုလို့ရှိရင်တွေ့ရရုပ်ကဆိုလို့ရှိရင်ဘယ်လဲမရွှင်လန်းပေါ့နော်မြင်ရတဲ့သူကလည်းစိတ်မချမ်းသာဘူးနော်ပင်ပန်းလွမ်းနေတဲ့သူများပြီးလို့ရှိရင်ဖျားသွေးဆောင်ခံရတဲ့လူများနော်ပြီးလို့ရှိရင်စိတ်ပြည့်အာရုံနေတဲ့သူများတဲ့နော်အဲ့ဒီလူတွေကဆိုလို့ရှိရင်ကျမတို့ဘယ်ကိုကြည့်ရမလဲဆိုတော့နော်ခါလေးမှာဆိုလို့ရှိရင်ဒီလူတွေကိုကျမတို့နံပါတ်စီပြီးတော့ပြောမယ်တခါတလေဒီနံပါတ်ထဲမှာကျမတို့လည်းပါရှိတတ်တော့နော်ဒီပေပန်တွန်းနေတဲ့အခါမှာတခါတလေကျမတို့ဖြစ်တတ်တယ်နော်စိတ်ပြည့်အာရုံတဲ့အခါမှာလည်းဖြစ်တဲ့အတွက်ကြောင့်ကျမတို့ဘာကိုလောက်ဆောင်လဲဆိုတော့အချက်ကိုမျှော်ကြည့်ပါတဲ့နော်မဆိုလို့ရှိရင်မောရှိတော်ထဲမှာဣတိရာလူမျိုးတွေမွေကြိုက်နော်မွေကြိုက်တဲ့အခါမှာဆိုလို့ရှိရင်လူတွေကနော်မွေကြိုက်တဲ့အခါမှာဆေးုံဆေးကလည်းမရှိဘူးလေသူတို့ထွက်လာတဲ့အခါမှာလည်းဆေးဝါးတွေလည်းပါမှာမဟုတ်ဘူးနော်အမှဆိုလို့ရှိရင်ဒုက္ခရောက်ကြတယ်နော်မွေရကြိုက်တယ်ဆိုတော့အမှနော်ဖျားခင်ရဆိုလို့ရှိရင်မောရှိကိုဗာလို့လဲနော်ကြေးဝါနဲ့နော်မွေရုပ်လုပ်ပြီးတော့နော်အပေါ်မှာမြောက်လိုက်တယ်နော်မွေကန်းခံရတဲ့ဘယ်သူဆိုဒီမွေရုပ်ကိုကြည့်ပါနော်အမှဆိုလို့ရှိရင်တချို့တွေကယုံတဲ့အခါမှာကြည့်တဲ့အခါမှာပြောက်တယ်နော်ဒါပေမဲ့မယုံတဲ့လူတွေကတော့မကြည့်ဘူးမကြည့်တော့မပြောက်ဘူးတော့ဘာဖြစ်လဲတည်သွားတယ်နော်ဒါကြောင့်မလို့ကျမတို့ဒီလိုမျိုးပင်ပန်းတယ်စိတ်ပြည့်တယ်အာရုံတဲ့အချိန်မှာကျမတို့အချက်ကိုမျှော်ကြည့်မယ်ဆိုလို့ရှိရင်တဲ့နော်တက်တဲ့အချင်းကိုရလိမ့်မယ်တဲ့နော်အကယ်၍သာကျမတို့အချက်ကိုနော်အချက်ကိုဆိုတာဒီကောင်းကင်ရုပ်မျှော်ကြည့်ခဏပေါ်နေအချက်မှာကျမတို့ကိုယ်ဝယ်တဲ့ဖျားခင်ရှိတယ်ကျမတို့ကိုကဲတင်နိုင်တယ်ဆိုတာကယုံကြည်ပြီးတော့သူ့စီမှာမျှော်ကြည့်ဖို့ရန်အတွက်လိုအပ်တယ်တဲ့နော်ကဲကျမတို့မမျှော်ကြည့်ခဲ့ဘူးဆိုလို့ရှိရင်နော်ခုနတော့ကငွေကတဲ့လူပဲအသက်ဆုံးရှုံးတယ်လို့ပဲကျမတို့လည်းဒီလောကဝေဒနာထဲမှာကြော်လွှမ်းနိုင်မှာမဟုတ်ဘူးဆိုတာကိုတတိယအောင်မေဖို့ရန်အတွက်လိုအပ်တယ်တဲ့နော်ဒါကြောင့်မလို့နော်ဒီအချက်ကိုကျမတို့မျှော်ကြည့်တဲ့အခါမှာဆိုလို့ရှိရင်ကျမတို့ရဲ့လောကဆိုရင်ပူပန်ခြင်းတွေနော်ဒီအရာတွေရှိတဲ့အခါမှာဆိုမျှော်ကြည့်ဖို့ရန်အတွက်နော်မဖြစ်နိုင်တဲ့အခါမှာလည်းရှိတတ်တယ်ပါနော်ဒီလိုမျိုးအထက်သို့အေးဆေးတည်ငြိမ်စွာမျှော်ကြည့်နိုင်ဖို့ရန်အတွက်တဲ့နော်ဘုရားသခင်ရဲ့အကူအညီကိုရယူနိုင်ပါတယ်တဲ့နော်လက်တော်တကိုးရှင်ရဲ့လက်တော်ကိုမြင်းမြင်းစွာဆုပ်ကန်ထားပါတဲ့နော်တင်းကျပ်သောပွေးဖက်ခြင်းဖြင့်တို့ရတို့အရောက်လန်းနေဖြစ်ပြီတဲ့နော်ကျမတို့နော်သခင်ခရစ်တော်ကိုနော်မျှော်ကြည့်တဲ့အခါမှာဆိုလို့ရှိရင်သူ့ရဲ့လက်ကိုကျမတို့နော်မလွတ်စတဲ့ဆုပ်ကန်လိုက်တဲ့အခါမှာသူ့ရဲ့ပြန်လဲပွေးဖက်ခြင်းကိုခံရပြီးတော့တဲ့နော်လို့ရတယ်နော်ငါတို့ရဲ့ဒီနော်ဒီဒုက္ခကနေကြော်လွှားနိုင်မှာဖြစ်တယ်တဲ့နော်
မဆိုလို့ရှိရင်အပြစ်များစွာရှိသောသူများဖြင့်ကုညီပေးနိုင်သောတဘောတော်ရှင်ဖျားခင်ကိုယုံကြည်ခြင်းအပြစ်နှင့်မျှော်ကြည့်ပါကမိများဖြင့်အပြစ်ဖြစ်စေသောအမှားများလုံးမိပါစေအပြစ်များကိုထောက်ပြပြီးဖျားရှင်ကကောင်းချီးပေးမှာဖြစ်သည်နော်အပြစ်ဘလောက်ပဲရှိနော်ပြောချင်တာကနော်ငါတို့အပြစ်ဘလောက်ပဲလှုပ်ဖျားကအမှန်တမ်းခွင့်လို့မဟုတ်ဘဲနဲ့နော်တချို့တွေကနော်အပြစ်လုံးမိတယ်နော်ငါအပြစ်သားဖြစ်တယ်နော်ဖျားနဲ့မထိုက်တန်ဘူးဆိုပြီးတော့နော်အပြစ်မှနေဦးပဲမဟုတ်ဘဲနဲ့နော်ကိုယ့်ရဲ့အပြစ်တွေကိုနော်ဖျားသခင်ကိုယုံကြည်ခြင်းအပြစ်နဲ့မျှော်ကြည့်ခဲ့မယ်ဆိုလို့ရှိရင်တဲ့နော်ပြစ်မှားမိတဲ့အပြစ်တွေကိုတဲ့နော်ပြက်လက်ဝန်ခံပြီးတော့နော်ဖျားသခင်ရဆိုလို့ရှိရင်နော်ကုညီပေးမှလည်းမကဘူးကောင်းကြီးလည်းပေးမှဖြစ်တဲ့အတွက်ကြောင့်ကျမတို့ကဆိုလို့ရှိရင်ဘယ်တော့ပဲအပြစ်ရှိပါစေသခင်ခရစ်တော်ဆံမှာသခင်ခရစ်တော်စီမှာကျမတို့လာပြီးတော့အပြစ်တွေဝန်ချပြီးတော့စိတ်တရားရတဲ့ခါမှာနောက်ထပ်အပြစ်လည်းမလုပ်ခွင့်ရန်အတွက်လည်းလိုအပ်တယ်နော်မဆိုလို့ရှိရင်ပျောက်သွားသူများကိုရှာဖွေတော့ခါတဲ့တွေ့ရှိရန်အတွက်သူတို့ရဲ့ဒိုးထင်းများနဲ့ပူပေါင်းပါဝင်ပေးပါကျမတို့ဒိုးထင်းနော်ဒိုးထင်းတွေနဲ့ကျမတို့နော်ပူပေါင်းပြီးတော့ပျောက်တဲ့သူတွေကိုရှာဖွေဖို့ရန်အတွက်လိုအပ်တယ်နော်ဒီမှာဆိုလို့ရှိရင်သခင်ခရစ်တော်ကပျောက်ဆုံးခြင်းနဲ့ပတ်သက်ပြီးတော့သူကနော်တာရကသုံးခုပြပြထားတယ်နော်အတိကတော့ပျောက်တော့သိုးပေါ့နော်ဒီသိုးဟာဆိုလို့ရှိရင်သူ့ကိုသူပျောက်မှန်းသိတယ်ဒါပေမဲ့သူပြတ်မလာတတ်ဘူးเนาะဒါကြောင့်မလို့ဒိုးထင်းကသူ့ကိုရှာရပါเนาะဒါကြောင့်မလို့ကျမတို့ဒိုးထင်းနဲ့အတူကျမတို့ပူပေါင်းပြီးတော့ဒီပျောက်တဲ့သူတွေကိုရှာဖို့ရတဲ့လိုအပ်တယ်เนาะဟာသူကတော့ပျောက်ချင်ပျောက်ပါစေเนาะအတင်းတော်မှလည်းဘာမှเนาะပန်ဝင်တာလည်းမရှိဘူးเนาะသူပြီးတော့ထားခဲ့ဖို့မဟုတ်ဘဲနဲ့เนาะဒီပျောက်တဲ့သူတိုင်းဆိုလို့ရှိရင်သူတို့အသက်ဝိညာဉ်ကတန်မိုးရှိတဲ့အတွက်ကြောင့်သူတို့အားလုံးကိုပြန်လည်ရှာဖို့ရတဲ့လိုအပ်တယ်တဲ့เนาะအကယ်၍တဲ့နော်ဒီပျောက်ဆုံးသွားတဲ့သူကကျွန်တော်တို့ကိုယ်တိုင်ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တဲ့နော်ဘာကိုတတိယမလဲဆိုတော့ဒိုးရင်းကနှာကိုရှာနေတယ်ဆိုတာကိုအမြဲတမ်းတတိယပါတဲ့နော်ကိုကပြောင်းနေပြီးတည့်ရသားနဲ့အောက်ဆက်ပြောင်းစေဆိုပြီးတော့အမောင်ထဲမှာဆက်သွားဖို့မယ်နဲ့ငါရဲ့ဒိုးရင်းကငါ့ကိုလိုက်ရှာနေတယ်ဆိုတာကိုတတိယပြီးတော့ပြန်နော်အတန်ပြုတ်ဖို့ရန်အတွက်လိုအပ်တယ်တဲ့နော်တင်းပြများကိုပြန်လဲသိရှိပြီးလင်တဲ့သိခံစားရကောင်းကြီးများလည်းအခြားသူများသိရှိစေရန်ပြန်ပြီးမြတ်ဝေပေးပါနော်အပြည့်တွေတော့ဒီကနေ့လုံးမိတယ်နော်ဒီအပြည့်တွေကိုကျမတို့နော်မုံမခံနော်အပြည့်တစ်ခုလုံးမိတယ်နော်အခြားသူကိုမပြောပြဘူးကိုယ်စိတ်ထဲမှာထားတဲ့ခါမှာအဆိုင်ခက်အလုံးကကြီးလာကိုယ်နဲ့လည်းစိတ်မပို့ဘူးနော်ဒါပေမဲ့ဝေမြှလိုက်တဲ့အခါမှာဆိုလို့ရှိရင်နော်ကိုယ့်ရဲ့စိတ်ပေါ်ပါပြီးနော်ဘုရားသခင်စီကိုကျမတို့နော်ဘူးမှမသိဘူးဘုရားကိုကျမတို့နော်ပြောတဲ့အခါမှာဆိုလို့ရှိရင်ခံစားရတာလည်းပေါ့ပန်းသွားတယ်နော်ဘုရားသခင်ရဲ့အပြစ်လွတ်ခြင်းကိုခံစားတဲ့အခါမှာတဲ့နော်စိတ်ကြမ်းမှချမ်းသာတဲ့အခါမှာဆိုလို့ရှိရင်ငါဒီလိုမျိုးခံစားရကြောင်းကိုတဲ့နော်သူတစ်ပါးပြန်လဲပေးဝေပါတဲ့ပြန်ဝေမြဖို့ရတဲ့လိုအပ်တယ်ပေါ့နော်ဒါမှသာလေအော်ဒီလူကတစ်ချိန်လုံးကဒီလိုမျိုးရှိခဲ့တယ်ဒါပေမဲ့နော်ဘုရားစီကိုပြန်ပြီးတော့သူဝန်ခံအပြစ်ဝန်ခံတဲ့အခါမှာသူပြန်ပြီးတော့နောင်တရတဲ့အခါမှာဘုရားကသူ့ကိုဒီလိုမျိုးကောင်းချီးပေးပါလားဆိုတာနော်တခြားလူတွေမြင်တဲ့အခါမှာသူတို့လည်းနော်ရှိတဲ့နော်အပြစ်တွေနဲ့ကိုယ့်လိုပဲပြန်ပြီးတော့နော်အပြစ်ကိုပေါ်ပြတဲ့အခါမှာဆိုလို့ရှိရင်သူလည်းခြာရတဲ့ကတည်းချင်းရမှာဖြစ်တဲ့အတွက်ကြောင့်ပြန်ပြီးတော့ဝေမျှဖို့ရန်အတွက်လိုအပ်တယ်တဲ့နော်နောက်ဆုံးအနေနဲ့ဒီရှာရခန်း40နဲ့ငယ်6မှာဆိုလို့ရှိရင်ငါခြာရဖျားသည်တင့်ကိုတရားသဖြင့်ခေါ်ထားသည်ဖြစ်၍လက်ဆွဲလျက်ထောက်မှပြီနော်ညာသခင်ကကျမတို့ကိုအတင်းအဓမ္မနဲ့လက်ထိတ်ခါပြီးတော့မဆွဲထားပါဘူးနော်ကျမတို့ကိုတရားသဖြင့်နော်ခေါ်ထားတယ်နော်တရားမြတ်တတ်စွာပြီးခေါ်ထားတဲ့ဖြစ်တဲ့အတွက်ကြောင့်ကျမတို့ကိုလက်ဆွဲပြီးတော့ထောက်မှမှာဖြစ်တဲ့အတွက်ကြောင့်ကျမတို့ကိုထောက်မှမဲ့သူရှိပြီးဆိုလို့ရှိရင်တော့ကျမတို့ချင်းမချော်ညမမားတော့ဘောနော်အဲကြောင့်မလို့ကျမတို့အသက်တာမှာနော်အမားတွေကလုံပြီးမှာပဲနော်တရားလေးကိုပြန်လဲစဉ်းစားပါနော်ငါလုပ်တဲ့အမားလေးကတိတိလေးပါပဲဘာမှမဖြစ်တော့ပါဘူးဆိုတာမဟုတ်ဘဲနဲ့အမားဆိုတဲ့နော်ခေါင်းစဉ်ပေါ်လာပြီဆိုလို့ရှိရင်ဒါတော့မကောင်းတဲ့အရာတစ်ခုပဲဖျားမကျတဲ့အရာတစ်ခုဖြစ်တဲ့အတွက်ကြောင့်ကျမတို့ရဲ့မာယွင်းတဲ့အရာအကြောင်းလမ်းပြီးတဲ့မာယွင်းတဲ့အရာတွေကိုကျမတို့ကောင်းဖို့တဲ့လမ်းမှာပြန်တက်ရောက်နိုင်ဖို့အတွက်ကိုယ့်ရဲ့အမားတို့ပြန်စဉ်းစားပါဒါမကောင်းဘူးဆိုတာကတော့လူတိုင်းသိတယ်ဒါပေမဲ့နော်မကောင်းမှသိရသားနဲ့ဆက်လုပ်တဲ့လူရှိသလိုဆက်မလုပ်တဲ့လူရှိတယ်ပေါ့နော်ဒါကြောင့်မလို့သိပြီးဆိုလို့ရှိရင်ပြန်ပြီးတော့စဉ်းစားပါနော်အကယ်၍ကျမတို့မှာအချိန်မရှိတော့ဘူးဆိုလို့ရှိရင်နော်သိမယ်ဆိုလို့ရှိရင်တော့စူးစမ်းပြီးတော့လောက်ဆောင်မယ်ဒါပေမဲ့ကိုယ်မှအချိန်ဘယ်လောက်ရှိလဲနော်ဘယ်တော့သိမလဲဆိုတာမသိဘူးနော်ဒါကြောင့်မလို့ကျမတို့အခုသိရှိတဲ့အချိန်ကနေမတို့တက်တာကိုပြန်နေဆက်စစ်ပြီးတော့နော်
အမတေးသေးလေးဖြစ်အမအများကြီးပဲဖြစ်နော်ပြန်လဲဆန်းဆဲပြဒါမကောင်းဘူးဒီနေ့ကစပြီးတော့ငါမလွတ်တော့ဘူးဆိုတဲ့အရာနဲ့သခင်ဖြစ်တော်စီမှာပြန်လဲတွန်းချစ်တတ်ပြီးတော့သခင်ဖြစ်တော်ရဲ့ဖြေလွှတ်ခြင်းကိုရရှိပြီးကလာဒီနော်အတိဖြေလွှတ်ခြင်းကနေကျမတို့ကောင်းကြီးပြန်လဲရရှိမှဖြစ်တဲ့အတွက်ကြောင့်ခံစားရှိတဲ့ကောင်းကြီးကိုလည်းသူတို့ဘာပြန်လဲဝင်ငါခြင်းအပြင်အသက်တာမှာဖျားသခင်ရဲ့ဘုန်းတော်ကိုထင်ရှားနိုင်ဖို့အတွက်ဖြစ်တဲ့အတွက်ကြောင့်ဒီညနေကြားနာတဲ့အသိဉာဏ်ရောက်တိုင်းစီနေပါနော်ကိုမှရှိတဲ့အားနဲ့ချက်တွေကိုအသက်ချက်ဖြစ်တဲ့နဲ့ပြောင်းလဲပြီးတော့ဒီကနေ့ကနေကျမတို့เนาะအသက်ချက်ကိုပြောင်းလဲပြီးတော့သခင်ခရစ်တော်အတွက်အကောင်းဆုံးအနည်းနဲ့အကောင်းဆုံးစားတပွင့်နဲ့ပါဝင်တသက်ခံကြတဲ့အသင်းဝင်သားများသခင်ခရစ်တော်ကြောက်လိုက်ခြင်းကိုလင်းမြန်စီပြီးတော့ကြောက်လိုက်ခြင်းကိုမျှော်လင့်နေတဲ့သူရတဲ့နေ့ဖြစ်ပါစေလို့ဆန္ဒတင်နေကိုချက်လိုက်ပါမယ်အားလုံးပေါ်ပြန်ကြော်ရကောင်းခြင်းနဲ့ချမ်းပေးပါစေအာမင်